အားလုံးပဲမင်္ဂလာပါဒီနေ့မှလည်းကျွန်တော်တို့ဒီ game Nexus College မှာရှိတဲ့အကောင့်လေးဝင်ထားတဲ့အကောင့်လေးတစ်ကောင့်နဲ့လာပြီးတော့မှမိတ်ဆက်ပေးတာဖြစ်ပါတယ်ဒီအကောင့်လေးထဲမှာဘာတွေပါလဲဆိုလို့ရှိရင်တွက်ကြည့်ကြည့်မယ် skin ကတော့စုစုပေါင်း400ကျော်ပါတယ်ဗျမစိုးရ400ကျော်အဲ့တော့ Gusion Legend လေးပါမယ်နောက်ပြီးလာဆိုရင် Granger ဟောဗျာ Granger ရဲ့ Prime ခုလေးမှရတာဒီကောင်မဖြစ်ချင်တော့ဒီငကားရဲ့ export လေးလာယူလို့ရမယ် Lucky Box ထဲမှာဆိုလို့ရှိရင်လည်း cloud တွေပါတယ်ညာတွေပါတယ်ဗျာ skin ကစုစုပေါင်း400ကျော်ပါတယ်ချောင်း stand လေးလည်းပါတယ်Zodiac ထဲမှာဆိုရင် Zodiac လေးများပေါ့ချောင်းကကြတော့ stand နဲ့ green လေးပေါ့အဲ့နှစ်ခုကအဓိကပါတယ်ပြီးတော့ Forza တွေပါညာတွေရောအကောင့်လေးကတော့တော်တော်လေးတော့လာတယ်ဗျာသူကအကောင့်လေးထဲမှာပါတဲ့ skin လေးလည်းစုံတယ်ammo ရဲ့ link တွေပါဒီပေါ့နော်အဲ့ဒါတွေလည်းပါတယ်အောက်မှာဆိုလို့ရှိရင်လည်း skin လေးတွေကတော်တော်များများလေးလာတော့တော်တော်လာတယ်400ကျော်ဆိုတော့အဒီ400ကျော်နဲ့ပေးရတဲ့ဈေးနဲ့တန်တယ်ဆိုတဲ့ခံစားချက်ကိုတင်ရမယ်ဒီကောင်းထဲမှာတော်တော်လေးတော့မိုက်တယ် skin က400ကျော်ဆိုတော့အဲ့ဒါဈေးကလည်းပေါ်ပေါ်ပဲပေါ့ဗျာအရင်ဈေးကြီးမနေဘူးအဲ့ဒါကြောင့်မို့နောက်ပြီးလာဆိုရင်ဒီအကောင့်ထဲမှာ double diamond ဖြည့်လို့ရသေးတယ် double diamond 3ခုဖြည့်လို့ရသေးတယ်သူက150ပဲဖြည့်တာဆိုတော့နောက်ပြီးလာဆိုရင်သူ့မှာ star က100ကျော်အောင်ပါတယ်ဗျ emo တဲ့ရောက်ပြီးသားပေါ့နော် emo တဲ့ရောက်ပြီးသား star 100ကျော်no error ပါတပ်ပါတီပါတစ်ခုမှမပါပါဘူး device လည်းရှင်းပါတယ်အဲ့ဒါကြောင့်မို့လို့နောက်ပြီးတော့ဆိုလို့ရှိရင်ဒီအကောင့်ထဲမှာဘာ record ပါလဲတစ်ချက်သွားကြည့် record ကတော့ SOEC record epic record ပေါ့ဗျာအဲ့ဒီကောင်ကတော့မပါဘူးဒီ Granger ရဲ့ဟွာလေးတော့ပါတယ်နောက်ပြီးတော့ V record လေးပါလေးညာလေးလည်းပါတယ်ပေါ့အဲ့ကြောင့်မို့လို့ဒီအကောင့်လေးကတော်တော်မိုက်တယ် no error double diamond ဖြည့်လို့ရသေးတယ်အဲ့ကြောင့်မို့ဒီအကောင့်ကိုကြိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်ဒီ Game Nexus College တပည့်ရဲ့ TikTok Telegram YouTube Facebook page တွေကနေလာရောက်ဆက်သွယ်ပြီးတော့မှမေးမြန်းနိုင်ပါတယ်အကောင့်လေးကို follow ပေးကြပါဦးအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဗျ